ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့တူရီဦးအောင်ပေါ်ရှယ်ကျွန်တော်ရဲ့တူရီလက်ကြီးအောင်ပေါ်ရှယ် YouTube channel ကနေပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ channel ကို subscribe မနေရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးက channel ကို subscribe နေပြီပါ channel ကို subscribe နေပြီတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးက notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော်ဘာဖြစ်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးကို notification ခေါင်းလောင်းလေးကိုဖွင့်ထားလဲဆိုတော့ကျွန်တော်တူရီနဲ့ပတ်သက်ပြီးတင်သမျှဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ notification ခေါင်းလောင်းလေးကိုဖွင့်ထားပါလားလင်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်တူရီနဲ့ပတ်သက်ပြီးတင်သမျှဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြင်မြင်ရမှာအမြင်တွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကို like လက်မလေးတွေမနှိပ်ပေးရသေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးကလိုက်လက်မလေးတွေတယောက်တစ်ချက်စီဝင်ပြီးတော့နှိပ်ကြွေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုမ share ရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးက share လုပ်ရတဲ့နေရာမျိုးလေးတွေမှာ share မှကြည့်ပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုမမျှဝေရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးကမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပါကဲနော်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာမင်္ဂလာပါသို့မဟုတ်โอเคလောက်တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့တယောက်တစ်ချက်စီဝင်ပြီးတော့မှတ်ခဲ့ပြီပါเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးကို26ရက်8လ2026ဗုဒ္ဓနေ့နေကုန်မှာတကြိမ်သုံးဖို့နှစ်ကြိမ်မိမိထိုးဟာဒါစီမှာကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးထီထီမိမိငွေသွားထုံနိုင်အောင်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးကိုမင်္ဂလာရှိသွားအောင်လို့ okay သွားအောင်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့မင်္ဂလာပါသို့မဟုတ် okay လောက်တော့တယောက်တစ်ချက်ဒီဝင်ပြီးတော့မှန်ခဲ့ပြီပါเนาะကဲเนาะဒါကျွန်တော်ရဲ့တူရီဦးအောင် official YouTube channel ကကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးရောကျွန်တော်ရဲ့တူရီလက်ကြီးရော official YouTube channel ကကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုเนาะဒါကျွန်တော်အခုဒီဗီဒီယိုမှာဒါဘာပြောမှလဲဆိုတော့เนาะကျွန်တော်အခုလက်ရှိမှာကျွန်တော်တို့ဗီဒီယိုတင်ရတာဒီကျွန်တော်တို့ live မကောင်းเนาะကျွန်တော်တို့အခက်ခဲတဲ့ဒီရှိเนาะအဲ့အတွက်ဒါကျွန်တော်ဘက်ကနေပြီးတော့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကြီးအကုန်လုံးကိုဒါကျွန်တော်ပြောချင်တာကကျွန်တော်ယာယီအကန့်အသတ်မရှိနားမဆွေတဲ့အကြောင်းလေးကိုဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ဘက်ကနေပြီးတော့เนาะပြောချင်ပါတယ်เนาะအဲ့ဒီအတွက်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကိုဒီမားတွေအားလုံးနဲ့ဒါကျွန်တော်နဲ့ဒါအဆက်အသွယ်မပြတ်စေဖို့အတွက်ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုဒါမိတ်ဆက်ပေးကြပါတယ်เนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးကိုပုံမှန်တင်ပြနေကြအတိုင်းပဲเนาะဒါအများနဲ့တင်ဆက်ပေးရရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်နဲ့အဆက်အသွယ်မပြတ်ချင်ဘူးเนาะညီလေးမောင်လေးကိုကြီးတို့မာကြီးတို့ကတော့ Telegram channel Viber channel ဘာလို့ပုံစံမျိုးနဲ့ join ရမလဲเนาะကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပေးထားပါမယ် Telegram သုံးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Telegram channel ကို join တာပါ Viber သုံးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Viber channel ကို join တာပါเนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကျွန်တော်ဘာကနေပြီးတော့ဒါကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုအခုဒီဗီဒီယိုရဲ့ comment အပေါ်ဆုံးမှာပေးထားခဲ့ပါမယ်เนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုအစားကနေအဆုံးထိတည်ချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမိုက်အောင်ကြောက်ရှင်းနေမယ်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါသည်เนาะစီးပွားရေးလူမှုရေးကျမ်းမာရေးเนาะစသဖြင့်အစီအမံကြပါသည်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမိုက်အားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမိုက်အားလုံးပဲဗတ်မယ်ပါ